အခါခါပပဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်သူကဘာပဲလုပ်လို့ချိန်ဆွဲတတ်တဲ့အချင်းရှိသူလေးဖြစ်တယ်မိဘတွေကသမီးအချိန်ဆွဲတတ်တဲ့အချင်းဟာမကောင်းဘူးကွယ်တက်တက်ကြွကြွနဲ့လုပ်เสียရှိတာကိုချက်ချင်းလုပ်ပါကွယ်လို့ဆုံးမကြတယ်အဲ့ဒီအခါပပကဟုတ်ကဲ့လို့သာပြောပြီးတကယ်တမ်းတော့မလိုက်နာပါဘူးပပမှာအရန်ခင်ရတဲ့တငယ်ချင်းတွေရှိတယ်ငငယ်ကလေးကအကြောင်းတူတူတက်လာကြတဲ့သူတွေပေါ့တငယ်ချင်းတွေကပပကိုပြောတယ်ငါတို့တက္ကသိုလ်ဝင်နှန်းအောင်ပြီးရင်တူညီတဲ့တက္ကသိုလ်မှာအားလုံးအတူတူတက်နိုင်အောင်စူးစမ်းကြမယ်ပပကစူးစမ်းမှာပေါ့လို့ပြန်ပြောလိုက်တယ်ဒါပေမဲ့ပပကငကိုတဲကအချိန်ဆွတ်တတ်သူမို့ဆောင်းမွေးပွဲကလူပါသေးတယ်ဆိုပြီးစာတေချာမလုပ်ပဲနေတယ်ဒီလိုနဲ့ဆောင်းမွေးဖြေကနေအချိန်ရောက်လာတယ်အဲ့ဒီတော့မှပပစိတ်တွေပူလာပြီးအသေးအတန်စားလို့တော့တယ်ဒါပေမဲ့လုံလောက်တဲ့အချိန်ရှိခဲ့ပေမဲ့ကောင်းစွာအသုံးမချနိုင်ခဲ့တာကြောင့်ပပဟာဆောင်းမွေးပွဲမှာအောင်မလောက်သာဖြေဆိုနိုင်ခဲ့တယ်အောင်စင်းတွေထွက်တော့အမတ်နေတဲ့ပပကတငယ်ချင်းတွေနဲ့တူညီတဲ့တက္ကသိုလ်ကိုမရွေးချယ်နိုင်တော့ပဲအမတ်မီယာကိုပဲတက်လိုက်ရတော့တယ်ဝမ်းထဲနေတဲ့ပပကိုတငယ်ချင်းတွေကအားပေးကြတော့ပပကသူ့အချိန်ဆွဲတတ်တဲ့အချင်းကြောင့်ငယ်ငယ်ချင်းတွေနဲ့အတူတူမတက်ရတာအခုမှစပြီးအဲ့ဒီအချင်းဆိုကြီးကိုဖျောင်းနိုင်အောင်လုပ်မယ်လို့ပြောလိုက်ပါတော့တယ်